ချို့ကပြောတယ်အရင်တော့လည်းကြားမှာပေါ့သမ္မတ Trump ကိုသူတို့က King Cyrus နဲ့တူတယ် King Cyrus ဆိုတာကျမ်းစာမှာ Cyrus ဘုရင်ဆိုတာဘယ်နိုင်ငံလဲဆိုတော့အီရန်ဘုရင်ဗျ Persian Empire တစ်ခုလုံးကိုစတင် founder ချခဲ့တဲ့တည်ထောင်ခဲ့တဲ့ရှင်ဘုရင်အမတန်မှကြီးမားခမ်းနားတဲ့ဘုရင်သူ့နာမည်က Cyrus the King လို့ခေါ်တယ်တမိုင်းထဲမှာကြည့်တယ်အဲ့ဒီ Cyrus the King ကအီရန်ရဲ့ရှင်ဘုရင် Empire ဖြစ်ပေမဲ့ Israel ကိုအမတန်ချစ်တဲ့တောင်အမေရိကနိုင်ငံအားလုံးသမ္မတတွေလာပြီးတော့သမ္မတ Trump နဲ့မနေ့ကလာတွေ့ဆုံတယ်ဘိန်းကိုင်းတွေကိုဖြိုဖို့တာအမေရိကတောင်အမေရိကတစ်ခုလုံးမှာရှိတဲ့ဘိန်းကိုင်းတွေအားလုံးဖြိုသမ္မတတွေအကုန်လုံးလာပြီးလက်မှတ်ရေးထိုးတယ်ဗျအဲ့ထဲမှာမပါတဲ့နိုင်ငံတစ်ခုတော့ရှိတယ်နိုင်ငံပြောလို့ရတယ်ပထမနိုင်ငံကဘယ်သူလို့ထင်တယ်အနည်းဆုံးဖြစ်တဲ့မက္ကဆီကိုမပါဘူးကျန်တဲ့နိုင်ငံတောင်အမေရိကအကုန်လာတယ်ဟိုမှာအာဂျင်တီးနားတို့ချီလီတို့တော့လာမက္ကဆီကိုမပါဘူးဗျဘာလို့လဲဆိုတော့သူ့နိုင်ငံကအစိုးရတဝက်ကျော်ကဘိန်းကိုင်းကထိန်းနေတာဘိန်းကိုင်းနေအမေရိကန်လက်နက်တွေဝယ်သုံးမှအစိုးရကိုတော့နိုင်တယ်ဗျဒါကြောင့်သူတို့သမ္မတတွေကဘိန်းကိုင်းတွေကိုတော်တော်နဲ့မဖြိုရဲဘူးနော်အဲ့တော့နောက်တနိုင်ငံကတော့ကျူဘာပေါ့ကျူဘာဒါပေမဲ့တိတ်မကြခင်သူလည်းပြိုလဲသွားတော့သူ့နိုင်ငံမှာလိုအပ်တဲ့ရေနံတွေစီးပွားရေးလမ်းကြောင်းတွေအားလုံးပိတ်လိုက်အခုအီရန်ကမနိုင်တဲ့အခါမှာသူအိမ်ဘေးကနဲ့သူ့ရဲ့နိုင်ငံဘေးကနဲ့တင်မောတွေမြောက်များစွာနေစဉ်ဖြတ်တန်းသွားလာတဲ့ Hormuz ဆိုတာဒီရေလက်ကြားလေးပေါ့အဲ့ဒါကိုသူကပိတ်တယ်ဆိုတာကတော့တကိုင်းနဲ့ပိတ်တာတော့မဟုတ်ဘူးအဲ့ဒီမှာလာတဲ့လူမှန်များငါတို့ကလက်နဲ့ထုမယ်ပြောတဲ့အခါကျတော့ရေနံတင်မောတွေ gas တင်မောတွေဘယ်သူမှမလာရတော့ကဘာကြီးတစ်ခုလုံးရဲ့ရေနံ20 to 30% ကအဲ့ဒီရေလက်ကြားကနဲ့လာရတာအဲ့ဒါလေးပြိုတဲ့အဲ့ဒါကိုပိတ်မယ်လို့ပြောတဲ့အတွက်အခုဓာတ်စီစေးဘယ်လိုပြတ်သွားပြီလဲဒီမှာအဲ့ဒီရေလက်ကြားထဲမှာအီရန်ကပိတ်မယ်လို့ပြောတော့အမေရိကန်ကအာမခံရတော့မယ်သူအာမမခံရင်စီးပွားရေးတစ်ကမ္ဘာလုံးကိုကြရိုက်ပြီးတော့မှရေနံ shortage တွေပေါ့နော်ရေနံရော့ပါမှုတွေဖြစ်မှာအခုဗမာပြည်မှာဆိုရင်နော်မကနန်းစုံကနန်းတည့်ရထွက်ရတယ်လို့ပြောတယ်အဲ့တော့ချို့ကပြောတယ်အရင်တော့လည်းကြားမှာပေါ့သမ္မတ Trump ကိုသူတို့က King Cyrus နဲ့တူတယ် King Cyrus ဆိုတာကျမ်းစာမှာ Cyrus ဘုရင်ဆိုတာဘယ်နိုင်ငံလဲဆိုတော့အီရန်ဘုရင်ဗျ Persian Empire တစ်ခုလုံးကိုစတင် founder ချခဲ့တဲ့တည်ထောင်ခဲ့တဲ့ရှင်ဘုရင်အမတန်မှကြီးမားခမ်းနားတဲ့ဘုရင်သူ့နာမည်က Cyrus the King လို့ခေါ်တယ်တမိုင်းထဲမှာကြည့်အဲ့ဒီ Cyrus the King ကအီရန်ရဲ့ရှင်ဘုရင် Empire ဖြစ်ပေမဲ့ Israel ကိုအမတန်ချစ်တဲ့Israel နိုင်ငံကိုဘယ်လောက်ချစ်လဲဆိုတော့သူ့စီမှာစစ်တုံးပန်းအနေနဲ့ဖမ်းထားတဲ့ Israel လူမျိုးတွေကိုပြန်ခိုင်းပြီးတော့မှယေရုရှလင်မှာရှိတဲ့ဗိမာန်တော်ကိုတည်ဆောက်ခွင့်ပေးခွင့်ပြုချက်ပေးဒါကြောင့် Israel တမိုင်းထဲမှာ Cyrus လို့ပြောလိုက်ရင်သူတို့ရဲ့ဂျေဇုရှင်သူတို့ကိုကယ်တင်တဲ့ဘုရားဆီလွတ်တဲ့ဘုရားလူကျမ်းစာမှာလည်းပြောတယ် Cyrus ကငါ့ရဲ့ anointed ဖြစ်တယ်ဘုရားဒီ Cyrus ဘုရင်ကဖျားရွေးကောက်ထားတယ်တကယ်ဆို तू အတိုင်းတစ်ပါးအီရန်နိုင်ငံကလူပဲဒါပေမဲ့ကျမ်းစာမှာပြောဆိုငါရဲ့ anointed ဖြစ်တယ်သူ့ငါဆေလွတ်ထားတယ်အဲ့တော့ Israel တမိုင်းထဲမှာဆိုရင် Cyrus ကိုဆိုရင်သူတို့ရဲ့ငွေကြေးသင်္ကားတွေမှာထားတယ်ဗိမာန်တော်ကိုတိဆောက်ခွင့်ပေးတဲ့ရှင်ပဲအလားတူပဲလွန်ခဲ့တဲ့2000နော်19ကသမ္မတ Trump လည်းပဲယေရုရှလင်ကိုIsrael လူမျိုးတွေရဲ့ capital အနေနဲ့ကြော်ညာလိုက်တဲ့အခါမှာသူတို့အင်မတန်မှကျေးဇူးတင်ပြီးတော့ဘယ်သူနဲ့နိုင်လဲဆိုတော့ Cyrus ဘုရင်နဲ့နိုင်ဒါကြောင့်အခု Israel ရဲ့ coin ထဲမှာ2019လာထုတ်တဲ့ coin ထဲမှာပါတယ်မျက်နှာနှစ်ခုပါတယ်ပထမတစ်ယောက်က Cyrus ဘုရင်ဒုတိယတစ်ခုက Donald Trump ပြီးရင်စီမီတိုင်ပါတယ်အနောက်မှာပါတတိယဗိမာန်ပါတယ်အခုကပထမဗိမာန်မဟုတ်တော့ Cyrus ဘုရင်ကIsrael လူမျိုးတွေကိုဗိမာန်တော်တည်ဆောက်ဖို့အတွက်ခွင့်ပြုပြီးလမ်းကြောင်းဖောက်ပေးလိုက်တယ်လို့ပဲ Donald Trump ကလည်းပဲအခုပါလဲဆိုတော့ယေရုရှလင်ကို capital အနေနဲ့ Israel ရဲ့မြို့တော်နဲ့ကြော်ညာပြီးတော့အခုတတိယဗိမာန်ဖြစ်လာဖို့အတွက်လမ်းကိုပြင်ဆင်တော်သူဖြစ်လာလိမ့်မယ်ဆိုတော့ prophet တွေကအဲ့လိုရှင်းပြကြတယ်ဒါအစိုးရတရက်လုံးကားနဲ့သူတို့ရဲ့နိုင်ငံတော်ထုတ်တဲ့ coin ထဲမှာတော့မထည့်ထားတာလားပြီးတဲ့အခါမှာယေရုရှလင်မြို့မှာရှိတဲ့ the crown of Jerusalem လို့ခေါ်တယ်ဒါယေရုရှလင်ရဲ့တရဖူလို့ပြောတယ်အမြင့်ဆုံးယာတူးပဲဒါသူတို့အင်မတန်မှလေးစားတဲ့ကြီးညိုတဲ့သူပဲပေးတာ the crown of Jerusalem ဆိုတဲ့အဲ့ဒီ crown ကို Donald Trump လာပေးထားတယ်
ဆိုတော့ဒါမဖြစ်လာသေးဘူးဒါပေမဲ့ဖြစ်လာเสียအကြောင်းကအခုဖြည်းဖြည်းချင်းနဲ့ရုပ်လုံးပေါ်လာတယ်ဘာလို့အခုအီရန်ကိုတိုက်ပြီးတော့မှအီရန်ပြူလဲသွားရင်ဒါမှမဟုတ်အခုယေရုရှလင်မှာရှိတဲ့တတိယဗိမာန်တော်စောင့်မဲ့အပေါ်မှာဗလီရှိတယ်ဒီဗလီကိုဘယ်သူမှဖြိုခွင်းလို့မရဖြိုခွင်းရင်ဒါကဘာကြီးစစ်ဖြစ်မှာဒါပေမဲ့အစ္စရေးဖြိုလို့မရအောင်အနောက်နိုင်ငံကအမေရိကန်တွေဖြိုလို့မရဒါပေမဲ့စဉ်းစားကြည့်နော်ဒါကတဘာဝထက်လွန်တဲ့အကြောင်းအရာတွေကြောင့်မဖြစ်လာတယ်ငလင်ကြောင့်လားတခုခုကြောင့်လားဒါမှမဟုတ်ဖြစ်နိုင်ခြင်းအများဆုံးအခုပါလဲဆိုတော့အီရန်ကနဲ့နေ့စဉ်ပြစ်နေတဲ့စစ်တုံးလက်နက်တွေဒုံးကြီးတွေမစ်ဆိုင်းတွေကယေရုရှလင်မြို့မှာထောင်တောင်းများစွာကြာဆင်းနေအဲ့ဒါကိုအစ္စရေးတွေကအိုင်ရွန်ဒုံးနဲ့ကာကွယ်နေတယ်တကယ်လို့အဲ့ဒီမစ်ဆိုင်းတွေဒုံးကြီးတွေကတလုံးလုံးကအဲ့ဒီတတိယဗိမာန်ပေါ်မှာကြာခဲ့ရင်အစ္စရေးကိုသူတို့ပြစ်တင်လို့မရတော့ဒါကဘယ်လိုဖြစ်မလဲဆိုတော့အီရန်ကပြစ်လိုက်တဲ့အတွက်ဒီရဲ့အယ်အာဆတ်ဆိုတဲ့ဗလီကြီးကပြိုကွဲသွားပြီဆိုရင်အဲ့ဒါဘာဖြစ်လာမလဲဆိုတော့အဲ့ဒါပြိုကွဲသွားရင်ဂျူးလူမျိုးတွေကတတိယဗိမာန်ဆောက်ဖို့အတွက်အကုန်လုံးအခမ်းအနားတွေပြင်ဆင်ထားပြီးသားဖြစ်တယ်ဗိမာန်တော်ဆောက်ဖို့အတွက်တခါတည်းသူတို့ဘိတုကာနော်ဆရာတွေနော်သူတို့ရဲ့blueprint တွေအားလုံးရထားပြီပစ္စည်းတွေအကုန်လုံးလုပ်ထားပြီစီမီတိုင်တွေကြောင်ရှိတော်ခွဲမုံနော်ဒီမုံတင်ရစပွဲတွေအကုန်လုံးလုပ်ထားပြီဘယ်လောက်ထိလုပ်ထားလဲဆိုတော့ရစ်ပရောဟိတ်တွေတော့မှ theological ကျောင်းတက်ပြီးတော့မှဓမ္မဟောင်းအတိုင်းဝတ်စားဆင်ရင်ပြီးတော့မှအဲ့ဒီမှာပူဇော်ဖို့အတွက်နော်လေဝိဒါဓမ္မကျောင်းစင်ယာနဲ့ချီပြီးပြင်ဆင်ပြီးတော့ ready စောင့်နေအဲ့တော့ဒါမဖြစ်နိုင်ဘူးလို့ပြောလို့ရတာအဲ့တော့ဒီဟာလေး record လုပ်ထားလိုက်နော်တကယ်ဖြစ်လာတဲ့အချိန်ဒါကိုပြန် replay လုပ်ပေးမယ်တခြားနည်းလမ်းမဖြစ်နိုင်ဘူးဒါအခုအဲ့ဒီလမ်းကြောင်းပေါ်မှာရောက်လာအဲ့တော့ Cyrus the King နဲ့တမန်တော် Trump ကိုနိုင်ရှင်ပြီးတော့မှ coin ထဲမှာရောက်ရတဲ့အကြောင်းရင်းကဒါ prophetic လို့ကျွန်တော်မြင်တယ် prophetic ပဲဒါမဖြစ်လာဘူးလို့ပြောလို့မရဘူးတတိယဗိမာန်ကကျွန်တော်တို့တသက်မှာဖြစ်လာလိမ့်မယ်တိတ်မကြခင်မှာဖြစ်လာလိမ့်မယ်ဟာမန်ကိုထိတ်တိုက်ရင်ဆိုင်ဖို့လဲသူတို့မှာအာဏာမရှိဘူးအခုကျွန်တော်ပြောပြမယ်အစ္စရေးကခါမာနီကိုထိတ်တိုက်ရင်ဆိုင်ဖို့အာဏာမရှိဘူးခွန်အားမရှိဘူးဒါပေမဲ့သူ့ကိုမျက်နှာပေးတဲ့သူအထက်ကသူ့ဆရာကြီးဒေါ်နယ်ထရန့်ကိုဖခင်ကမျက်နှာပေးတာဟာလေလုယာကျွန်တော်အဲ့လိုပဲပြောချင်တယ်ဟုတ်ပါတယ်ဒေါ်နယ်ထရန့်ကတော့တကယ်သူတော်စင်မဟုတ်စိတ်မဟုတ်ပါဘူးဒါပေမဲ့ဖခင်အသုံးပြုနေတယ်ဆိုတော့ကျွန်တော်ညင်းလို့မရဖခင်ပိတ်သိမ့်ထားတယ်ဆိုတော့ညင်းလို့မရဘာလို့အီရန်နိုင်ငံမှာခရစ်ယာန်ကမ္ဘာပေါ်မှာခရစ်ယာန်အတိုးတက်ဆုံးနိုင်ငံအီရန်ခရစ်ယာန်တွေကဆူတောင်းပြီးတော့မှ revival ဖြစ်နေတဲ့နိုင်ငံပဲဒီနိုင်ငံရဲ့ဆူတောင်းခြင်းယုံကြည်သူရဲ့ဆူတောင်းခြင်းကိုဘုရားနားညောင်းပြီးတော့ empire လိုမျိုးတော့မှဘုရားကင်မှုအတွက်ဒေါ်နယ်ထရန့်တုံးဆုံးမဖို့အတွက်ဘုရားသုံးတာဖြစ်နိုင်တယ်ဣတိလလူတွေကိုဘုရားကမနာခံပြီးတော့ဆုံးမတဲ့အခါဘယ်သူသုံးလဲဘာဘူးလုံသုံးတယ်မီဒိုပါရှောက်သုံးတယ် Greece ကိုသုံးတယ်ယောမကိုသုံးတယ်အဲ့ဒီလိုစေလွတ်တာဘုရားဒါကြောင့်ကျွန်တော်ပြောလို့မရဟုတ်ပါတယ်ဒီလူဟာနော်စကားဆိုးညစ်တယ်အကျင့်စိတ်ကြမ်းနေဒါပေမဲ့ကဘာကြီးပြောင်းလဲဖို့ဘုရားကသူ့အကြံစီထဲမှာဘုရားကသူ့ရဲ့လက်ကင်တုံးနေနဲ့လဲသုံးတာဖြစ်နိုင်တယ်ဆိုတာကိုလည်းပြောလို့ညောင်ညင်လို့တော့မရဗင်နီဇွဲလားလိုနိုင်ငံသူ့နိုင်ငံကမြောက်များစွာထွက်ပြေးသိမ်းရှောင်ပြီးတော့ဒုက္ခရောက်တာအမေရိကန်မှာ refugee အများဆုံးကဗင်နီဇွဲလားဂျင်းနာအမတမ်းမကျခရိယန်နေအဲ့တော့ဒီနိုင်ငံရဲ့ခေါင်းဆောင်ကိုဘုရားကပါလေဒေါ်နယ်ထရန့်ဆီလို့ပြီးတော့ဆုံးမလိုက်ဟုတ်တယ်မလားကြောတစ်ဖက်မှာလည်းအဲ့လိုတွေးတယ်ဘုရားကချစ်ချင်းမေတ္တာဘုရားဖြစ်တယ်ဒါတစ်ဖက်မှာလည်းဘုရားကဖြောင့်မတ်တော်ဘုရားဖြစ်တယ် justice အဲ့တော့ချစ်ချင်းမေတ္တာနဲ့ justice ဆိုတာကကျွန်တော်တို့နော်တစ်ဖက်ချင်းမတူချစ်ချင်းမေတ္တာဖြစ်လို့မတရားမှုကိုအမြဲတမ်းတီးခံတာမဟုတ်ဘူး justice လဲလာနော်တရားစီရင်ခြင်းလဲလာ